Did you know I saved your note, folded in my wallet? Edges torn, coffee stain across your name, still smells like that Saturday. အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်တို့ channel ကနေနှွေးထွေးစွာကြိုဆိုပါရခင်ဗျာဒီကနေ့မှာတော့ကဘာပေါ်မှာအံ့ဩဖို့ကောင်းဆုံးနဲ့ထူးခြားစံပြလွန်းတဲ့လူသားမျိုးနွယ်စုတစ်ခုအကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်လွန်ခဲ့တဲ့နှစ်ပေါင်း1000ကျော်ကနေကတည်းကဒီပင်လယ်ခြေသလုံးသားတွေဟာအင်ဒိုနီးရှားမလေးရှားနဲ့ဖိလစ်ပိုင်နိုင်ငံတွေကြားကရေပြင်ထက်မှာပဲအတိအကျနေထိုင်လာခဲ့ကြတာပါသူတို့ဟာပင်လယ်ရေပြင်ထက်မှာလွင့်မျောနေတဲ့လေတွေနဲ့ရေပေါ်အိမ်လေးတွေပေါ်မှာပဲတဘဝလုံးကိုကုံဆုံးကြပါတယ်သူတို့အတွက်တော့သမုဒ္ဒရာဟာအိမ်တင်မကပါဘူးစားနဲ့ရိတ်ခရှာဖွေရာဈေးဝယ်စင်တာအလုတ်ခွေနဲ့ကလေးတွေအတွက်ကစားကွင်းလဲဖြစ်နေပါတယ်ကျွန်တော်တို့တာမန်လူတွေဟာရေကူးကန်ထဲမှာစက္ကန့်30လောက်အောက်နိုင်ဖို့တောင်မနှဲကြိုးစားနေရချိန်မှာဘာကြောင့်လူမျိုးတွေကတော့အောက်ဆီဂျင်ဘူးတွေဘာခိမီကိရိယာမှမပါဘဲရေအောက်မီတာ60အနက်အထိ73မိနစ်ကြော်ကြအောင်ငုတ်ရွှီးနိုင်စွမ်းရှိကြပါတယ်ဒါဟာတာမန်လိကျမှုထက်ကြော်တော်နဲ့အစုပ်ရဲ့စွမ်းဆောင်ရည်နဲ့ခန္ဓာကိုယ်ရဲ့စင့်ကဲပြောင်းလဲမှု evolution ကြောင့်ပဲဖြစ်ပါတယ်သူတို့ရဲ့ရှင်သန်ရက်တည်မှုဟာရေလိုင်းတွေအောက်ကပဇွန်ကနန်းငါးနဲ့ပြီးကြီးငါးတွေအပေါ်မှာပဲအပြည့်အဝမူတည်နေပါတယ်နေ့စဉ်နဲ့အမျှရေငုတ်ပြီးတော့ပဲမိသားစုအတွက်အသက်မွေးဝမ်းကြောင်းပြုကြတာပါဒီနေရာမှာတကယ်ကိုထိတ်လန့်အံ့ဩစရာကောင်းတဲ့အချက်တစ်ခုရှိပါတယ်ပင်လေရေနက်ပိုင်းကပြင်းထန်တဲ့ရေဖိအားတွေကိုခံနိုင်ရရှိဖို့အတွက်ဘာကြောင့်လူမျိုးအတော်များများဟာသူတို့ရဲ့နားစီကိုငယ်စဉ်ကတည်းကတမင်တကာဖောက်ထားကြပါတယ်ရေအောက်မှာနားမနာဖို့အတွက်အကြားအာယုံကိုစတေးလိုက်ကြတာပါဒါဟာအလွန်အန္တရာယ်ရှိတဲ့လုပ်ရဖြစ်ပေမဲ့သူတို့ရဲ့ယဉ်ကျေးမှုနဲ့ရှင်သန်မှုအတွက်တော့ပထမဦးစားပိတ်ဖြစ်နေပါတယ်နောက်ထပ်တကယ့်စွမ်းအားရှင်လို့ထူးခြားချက်တစ်ခုကတော့သူတို့ရဲ့တရက်ရွက်ပါပဲသူတို့မှာတာမန်လူထက်ရာဂိုင်နှုန်းကျော်ပိုကြီးတဲ့တရက်ရွက်တွေရှိနေတာကိုသိပ္ပံပညာရှင်တွေရှာဖွေတွေ့ရှိခဲ့ပါတယ်ဒီတရက်ရွက်ဟာတဘာဝအတိုင်းအောက်ဆီဂျင်ဘူးတစ်ခုလိုပဲအလုပ်လုပ်ပြီးရေငုပ်နေစဉ်အတွင်းသွေးထဲကိုအပိုးအောက်ဆီဂျင်တွေထုတ်လွှတ်ပေးနိုင်တာပါအံ့ဩဖို့ကောင်းတာကရေတစ်ခါမှမငုပ်ဖူးပြီးတဲ့ဘာချောင်ကလေးငယ်တွေမှာတောင်ဒီလိုမျိုးတရက်ရွက်ပိုကြီးတဲ့မျိုးတော်ဘီတထူးခြားချက်ကိုတွေ့ရှိရတာပါပဲဒါဟာရိုးရိုးလိကျင့်မှုလှုပ်ထားတာမျိုးမဟုတ်ပါဘူးဒါဟာလက်တွေ့မျက်မြင်ကြုံတွေ့နေရတဲ့လူသားတွေရဲ့စင့်ကဲပြောင်းလဲမှု evolution ဖြစ်စဉ်ပဲဖြစ်ပါတယ်တဘာဝတရားနဲ့လိုက်လောညီညီဖြစ်အောင်ပြောင်းလဲရှင်သန်နေတဲ့ဒီလူသားတွေရဲ့အကြောင်းဟာတကယ်ကိုအံ့မခန်းပါပဲဒီကနေ့တင်ဆက်ပေးခဲ့တဲ့ဘာကြောင့်လူမျိုးတွေအကြောင်းကိုဗဟုသုတရမယ်လို့မျှော်လင့်ပါတယ်အခုလိုစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတွေကိုအမြဲကြည့်ရှုနိုင်ဖို့အတွက်ကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ထားဖို့မမေ့ပါဘူးနော်ဘေးနားကခေါင်းလောင်းလေးကိုလည်းနှိပ်ထားပေးပါဦးနောက်ထပ်ဗီဒီယိုဒီမှာပြန်လည်ဆုံတွေ့ကြပါမယ်ကောင်းသောနေ့လေးပိုင်ဆိုင်ကြပါစေဗျာ